တာဖြစ်ပါတယ်โอเคလင်းလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ကျွန်တော်တို့လင်းကိုလှိပ်လိုက်တာနဲ့သူကသူ browser ပေါ်ရောက်သွားပါမယ်နော်โอเคဒီလိုမျိုးလေးပေါ်လာလိုက်ပါမယ်ဒီကလို့သူကကြီးမဆိုအကောက်အသစ်ဖွင့်မယ်ဆိုရင်ပေါ့နော်ဒီမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ပေါ့နော်ဒီမှာသူကကြီးမဆို3ထားမှာတစ်ခုကဘာလဲဆိုရင်ပေါ့နော်ဒီကလို့သူကကြီးမဆိုအခုကျွန်တော်တို့အဲ့ဒီ gain နဲ့မှာပေါ့နော် with pay kp ပြီးတော့ကျွန်တော်တို့ USDT ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ပတ်စံထုတ်လို့အဆင်ပြေပါရဲ့ပေါ့နော်အများဆုံးအဖြစ်ပေါ့နော်သူကကြီးမဆိုကျွန်တော်အချန်ပေးချင်တာကတော့ kp နဲ့3ပါ kp နဲ့ပို့ပြီးအဆင်ပြေပါရဲ့ပေါ့နော်โอเคဒီနေရာလေးမှာသူကကြီးမဆို kp ရှိတဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပါလို့ကျွန်တော်ပြောစေချင်ပါတယ်ဘာဖြစ်လို့ဆိုကျွန်တော်တို့ kp နဲ့ kp ဖွင့်ထားတဲ့ဖုန်းနံပါတ်ရဲ့ဘက်ကျွန်တော်တို့ဒီအကောက်ဖွင့်ရင်ကျွန်တော်တို့ငွေထုတ်ရတာငွေသွင်းရတာပို့ပြီးတော့မြန်တယ်ပေါ့နော်ပို့ပြီးတော့အဆင်ပြေတာဖြစ်တဲ့အတွက်သူကကြီးမဆို kp ဖွင့်ထားတဲ့အကောင့်နဲ့ပဲဒီ gain အကောက်ကိုလည်းဖွင့်ပါလို့ကျွန်တော်ပြောစေချင်ပါတယ်ဒီမှာသူကကြီးမဆို kp ဖုန်းနံပါတ်ရိုက်ထည့်လိုက်ပါနော်ဥပမာကျွန်တော်ရဲ့ဒီမှာ kp ဖုန်းနံပါတ်ကျွန်တော်ရိုက်ထည့်လိုက်ပါမယ်ဒီမှာဟုတ်ပြီကျွန်တော်ရဲ့ kp ဖုန်းနံပါတ်ရိုက်ထည့်ဖို့ရပါပြီပေါ့နော်ပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ passport ရိုက်ထည့်ရမှာဖြစ်ပါတယ်โอเคဒီမှာကျွန်တော်တို့ထားခြင်းတဲ့ passport ပေါ့နော်တခုခုပေါ့နော်ကျွန်တော်တို့ထားခြင်းတဲ့ passport ကိုတခုခုရိုက်ထည့်လိုက်ပါကဲ passport ရိုက်ထည့်ဖို့တော့ပြီးသွားပြီဆိုရင်ဒီမှာပေါ့နော်ဒီမှာဒီ code လေးကိုဒီမှာပေါ့နော် fake code ဒီ code လေးကိုစီးရပါမယ် code မရှိရင်ဒီအကောင့်ကို login ဝင်လို့အဆင်မပြေပါဘူးပေါ့နော်အဲကြောင့်မလို့သူကကြီးမဆိုတော့ကျွန်တော်ရဲ့ဒီ description အောင်မှာပင် comment အောင်မှာကျွန်တော်ချပေးထားတဲ့ link ရတဲ့ဆင်းပေါ့နော်ဝင်ပြီးတော့ဒီအကောင့်ဖွင့်မယ်ဆိုရင်ဒီ code လေးပေါ်လာလိုက်ပါမယ်နော်သူကသူ auto ပေါ်လာမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ပေါ့နော်ဒီမှာမှတ်ပုံတင်ဆိုတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကိုနှိပ်လိုက်ပါဒီနေရာလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့အကောင့်ပွင့်သွားပါမယ်ဖြစ်ပါတယ်ပေါ့နော်โอเคအကောင့်လေးပွင့်သွားရင်โอเคအကောင့်လေးပွင့်သွားရင်ဒီလိုမျိုးလေးပေါ်လာလိုက်ပါမယ်ဒီလိုမျိုးလေးပေါ်လာရင်သူကကြီးမဆိုတော့ဒီမှာဒီနေရာလေးမှာပေါ့နော်ဒီနေရာလေးမှာဒီမှာ download ဆိုတဲ့ option လေးဒီမှာပြနေပါတယ်နော်ဒီတောက်ဆုံးမှာအဲ့ဒါလေးကိုဒီမှာတစ်ချက်ကျွန်တော်တို့နှိပ်လိုက်ရင်ဒီ application ကကျွန်တော်တို့ website ပေါ်မှာမရှိပဲကျွန်တော်တို့ကိုယ်တိုင်ပေါ့နော်ဟို application တစ်ခုရှောင်းလာမှာဖြစ်ပါတယ်ပေါ့နော်အခုဒီမှာပေါ့နော်ဒီမှာကျွန်တော်ဒီမှာ down ထောက်ပို့လိုက်ပေါ့နော်ဒီမှာဒီလိုမျိုးလေး okay ဒီလို application နဲ့ down ပို့သွားပြီဆိုရင်ကျွန်တော်တို့ application တစ်ချက်ဝင်လိုက်ပါမယ်ကျွန်တော်တို့ဒီမှာ application နဲ့တစ်ချက်ဝင်လိုက်ပြီပေါ့နော်okay ကျွန်တော်ဒီမှာ application နဲ့ဝင်လိုက်ပြီဆိုရင်ပေါ့နော်ဒီမှာသူငယ်ချင်းမဆိုတော့ကျွန်တော်ပတ်စံထည့်တဲ့နည်းကိုအရင်ဆုံးပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ gain အကောက်ဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ gain တွေအများကြီးရှိပါတယ်ပေါ့နော်ဒီ gain တွေအကုန်လုံးဆော့လို့ရပါတယ်ဒီမှာ slot gain တွေရောပြီးတော့ lottery gain တွေရောငါးဖြစ် gain တွေရောစုံနေတာပဲပေါ့နော်ဒီထက်မှာ slot gain တွေကပို့ပြီးတော့အဆင်ပြေပါမယ်နော်သူငယ်ချင်းမဆိုတော့ဆော့ရတာ okay ဒီမှာ slot gain တွေမှာဒီမှာကြည့်လိုက်ပါနော်ဒီမှာ gain တွေ slot gain တွေအများကြီးဖြစ်ပါတယ်ဒီထက်က gain တွေအကုန်လုံးပေါ့နော်ဆော့ရတာအဆင်ပြေပါတယ်ပြီးတော့ gain တွေအကုန်လုံးပေးပါတယ်ပေါ့နော် okay အရင်ဆုံးပေါ့နော်သူကကြီးမဆိုတော့ဒီလို gain တွေဆော့မယ်ဆိုရင်ကျွန်တော်တို့ဒီမှာဒီ account ထဲမှာကျွန်တော်တို့ငွေဖြစ်ဖို့ကအရေးကြီးတယ်ပေါ့နော် okay အရင်ဆုံးပေါ့နော်ကျွန်တော်ငွေဖြစ်မယ်နည်းလေးကိုသူကကြီးမဆိုတော့ဒီမှာပြပေးသွားမှာဖြစ်ပါတယ်ဒီမှာပတ်စံအိတ်လေးကိုတစ်ချက်နှိပ်လိုက်ပါโอเคပတ်စံအိတ်လေးကိုနှိပ်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာအရင်ကကျွန်တော်ပြီးနော်ဒီမှာငွေထည့်ထားတာဖြစ်ပါတယ်အခုကျွန်တော်ငွေထပ်ဖြစ်ပါမယ်နော်ကဲဒီမှာသူကကြီးမဆိုတော့ဒီမှာမြင်တဲ့အတိုင်းပဲဒီမှာ local bank ပြတယ်ပြီးတော့ပေါ့နော်ဒီမှာသူကကြီးမဆိုတော့ကျွန်တော်ထောက်ပြပါမယ်ဒီမှာ KBZ ပဲ KBZ Pay Whip Pay ဒီမှာ USDT ပြီးတော့ကျွန်တော်တို့ဒီမှာ local bank ပေါ့နော်ဘဏ်ကလည်းတစ်ဆင့်ငွေဖြည့်လို့ရပါတယ်ပြီးတော့ KBZ လည်းဖြည့်လို့ရတယ်ပြီးတော့ကျွန်တော် whip pay လည်းဖြည့်လို့ရတယ်ပေါ့နော်ကျွန်တော်အခု KBZ နဲ့ဖြည့်မှာဖြစ်ပါတယ်အနည်းဆုံးကျွန်တော်2000နဲ့စပြီးပေါ့နော်ကျွန်တော်တို့ဖြည့်လို့ရပါတယ်ဒီမှာကျွန်တော် amount 2000ကိုဒီမှာရွေးလိုက်ပါမယ်ဒီကလို့သူကကြီးမဆိုတော့ဒီထက်ပို့ပြီးတော့ထည့်ကျင်တယ်ဆိုရင်ပေါ့ဒီမှာရိုက်ထည့်လိုက်ပါဗျာဒီမှာကျွန်တော်4000ဒီမှာရိုက်ထည့်လိုက်ပါပြီပေါ့နော်โอเคဒီမှာသူကကြီးမဆိုတော့6000 5000 8000ဒါမှမဟုတ်သူကကြီးမဆိုတော့ကျွန်တော်အချိန်ပေးချင်တာကတော့ပထမအဆုံးပေါ့နော်9000ထည့်ပြီးတော့ဆော့ပါပေါ့နော်9000ထည့်ပြီးတော့ဆော့ရင်ပို့အဆင်ပြေပါပြီပေါ့နော်โอเค amount ရွေးပြီးတော့ရင်အောက်ကအစိမ်းရောင်လေးကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီနေရာလေးကိုတေချာကြည့်ပါပေါ့နော်အပေါ်မှာကျွန်တော်တို့ KB account နံပါတ်ရယ်ပြီးတော့အောက်မှာကျွန်တော်တို့ KB ရဲ့ဖုန်းနံပါတ်ပေါ့နော် KB ရဲ့ဖုန်းနံပါတ်အပေါ်မှာ KB account နံပါတ်ပေါ့နော်ကျွန်တော်တို့ဒီမှာမှန်အောင်ပေါ့နော်ရှားရမှာဖြစ်ပါတယ်ဒီမှာ KB ဖုန်းနံပါတ်နဲ့ KB account နံပါတ်မှန်သွားပြီဆိုရင်ကျွန်တော်ဒီမှာအစိမ်းရောင်လေးပေါ့နော်ဒီနေရာလေးကိုတစ်ချက်ထောက်လိုက်ပါโอเคဒီနေရာလေးထောက်ပြီးသွားရင်ဒီမှာသူ KB ပေါ့နော် KB ဖုန်းနံပါတ်ဒီမှာရှာပေးလိုက်ပါမယ်ပြီးတော့အောက်မှာဒီမှာ KB ရဲ့နံပါတ်ရှိပါတယ်โอเคဒီနံပါတ်ကိုကျွန်တော်တို့ဒီနံပါတ်ကိုပေါ့နော်ကျွန်တော် copy လုပ်အောင်မှာဖြစ်ပါတယ်ပြီးတော့ဒီအောက်ကနာမည်ကိုကျွန်တော်တို့မှတ်ထားရမှာဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်ကတော့အခုဒီမှာပေါ့နော်အပေါ်ကဖုန်းနံပါတ်ကိုကျွန်တော် copy လုပ်ပြီးတော့ KB ကိုတစ်ချက်သွားလိုက်ပါမယ်နော်โอเค copy လုပ်သွားပြီဆိုရင်ကျွန်တော် KB ကိုတစ်ချက်သွားလိုက်ပါမယ်ဒီမှာ KB ရောက်ပြီဆိုရင်ကျွန်တော်တို့ KB မှာဒီဖုန်းနံပါတ်ရိုက်ပြီးတော့ငွေသွင်းတဲ့အချိန်ပေါ့နော်ဒီမှာဒီ2400ကကျွန်တော်ဒီ gain ရတယ်ပဲထုတ်ထားတာဖြစ်ပါတယ်ပေါ့နော်โอเคဒီမှာဖုန်းနံပါတ်ကို paste လုပ်လိုက်ပါပြီးရင်ကျွန်တော် next ကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ဒီမှာကျွန်တော်တို့နာမည်အပေါ်မှာပေါ်လာလိုက်ပါမယ်ဒီနာမည်ကိုကျွန်တော်စစ်ကြည့်လိုက်ပါမယ်ခုနက gain account ထဲကနာမည်နဲ့ဒီနာမည်နဲ့တူလားမတူလားပေါ့နော်โอเคဒီမှာ gain နဲ့ကိုတစ်ချက်ကျွန်တော်တို့တွားကြည့်လိုက်မှာပေါ့နော်โอเคနာမည်တူတယ်ဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ amount ကိုရိုက်ထည့်လိုက်ပါမယ်ခုနက gain ထဲမှာ4000 select လုပ်ထားတယ်ဆိုတော့ဒီမှာလည်း4000ရိုက်လိုက်မယ်ပြီးတော့ကျွန်တော်တို့ရဲ့ KB pin နာမည်ကိုရိုက်ထည့်လိုက်ပါโอเคဒီမှာရိုက်ထည့်ဘူးက
ပြီးသွားပြီဆိုရင်ကျွန်တော်တို့ပတ်စံဒီမှာပေါ့နော်ဒီ lottery game တွေကိုရောက်ပြီးဖြစ်ပါရဲ့ပေါ့နော်โอเคကျွန်တော်တို့ back ခဏထွက်ပြီးတော့ပေါ့နော်ခဏထွက်ပြီးတော့ second 30 10 minute လောက်ဆောင်းလိုက်ပါနော် second 30 minute လောက်ဆောင်းပြီးတော့ကျွန်တော်တို့ refresh လေးလုပ်ကြည့်ပါနော် refresh လုပ်ကြည့်ပြီးတော့ခဏလေးဆောင်းပေးတာနဲ့သူကသူ auto ပေါ့နော်ကျွန်တော်တို့ခုနလွှဲလိုက်တယ် KB တွေကလွှဲလိုက်တယ် amount 4000ကကျွန်တော်တို့ဒီ game account တွေကိုတခါတည်းရောက်ရှိလာမှာဖြစ်ပါရဲ့ပေါ့နော်โอเคဒီမှာအပေါ်မှာတကယ်ချင်းမစလို့ဒီမှာမြင်တဲ့အတိုင်းပဲပေါ့နော်ဒီမှာ amount 4000ကရောက်ရှိလာပြီကျွန်တော်တို့ဒီမှာ4000နဲ့44ချက်ရှိတယ်ပေါ့နော်โอเคပတ်စံရောက်လာပြီဆိုရင်ကျွန်တော်တို့ game ဆော့ဖို့တော့ပေါ့နော်ကျွန်တော်တို့ဘယ် game ဆော့ရင်အဆင်ပြေမလဲဆိုရင်သူငယ်ချင်းမစလို့ဒီမှာ slot game လေးကိုကျွန်တော်ဒီမှာလက်တွေ့တခါတည်းသူငယ်ချင်းမစလို့ဆော့ပြမှာဖြစ်ပါရဲ့ပေါ့နော်โอเคကျွန်တော်ဒီမှာ slot game နဲ့ဝင်ပြီးသွားပြီပေါ့နော်ဒီထဲမှာဒီမှာ slot game တွေအများကြီးရှိပါတယ်ပေါ့နော်5ပြည့် game တွေလည်းရှိတယ် casino တွေလည်းရှိတယ်ပေါ့နော်โอเค game စိတ်ဝင်စားတဲ့သူတွေကဒီ game ကိုမဖြစ်ဖြစ်အောင်ဆော့ပါလို့ကျွန်တော်ပြောစေချင်ပါတယ်โอเคကျွန်တော်ဒီမှာ game တစ်ခုကိုရွေးပြီးတော့ပေါ့နော်ဒီ game လေးကိုကျွန်တော်ရွေးပြီးတော့ငါကြီးမဆိုတော့ဒီမှာလက်တွေ့ကျွန်တော်ဆော့ပြမှာဖြစ်ပါတယ်ပေါ့နော်โอเค game account ထဲဝင်နေတဲ့အချိန်လေးကျွန်တော်ဒီမှာခဏလေးတော့စောင့်ပြမှာဖြစ်ပါတယ်ပေါ့နော်โอเคဒီမှာ game account ထဲဝင်ပြီးသွားပြီဆိုရင်ပေါ့နော်ဒီမှာကျွန်တော်တို့ amount ကိုရွေးလို့ရပါတယ်ပေါ့နော်ဒီမှာ game ကိုကြည့်ကြည့်လိုက်ပါဒီမှာအသေးပုံတွေနဲ့ဒီပတ်စံတွေကျွန်တော်တို့ဒီမှာပေါ့နော်6ခုကြာလိုက်ရင်ပေါ့နော်ကျွန်တော် free spin ရမှာဖြစ်ပါတယ်ပေါ့နော်โอเคဒါ game loading လုပ်နေတဲ့အချိန်သူငယ်ချင်းမဆိုတော့ဒီမှာပတ်စံ amount ရွေးတဲ့နေရာလေးကိုဒီမှာပေါ့နော်ဒီမှာရှိပါတယ်ဒီမှာကျွန်တော်ကိုယ်တိုင်ဒီမှာဆော့ပြပါမယ်နော်သူငယ်ချင်းမဆိုတော့ဒီမှာလက်တွေဒီမှာ6ခုဒီမှာ free spin ကြာလာပြီပေါ့နော်โอเคဒီမှာသူငယ်ချင်းမဆိုတော့အောက်မှာမြင်တဲ့အတိုင်းပဲပေါ့နော်ဒီမှာပတ်ဆောင်600ပေါ့နော်ရသွားပါပြီโอเคဒီမှာဒီ3ကပေါ့နော်သူ free spin ပေးပါတယ်အဲ့ထက်မှာဒီအသေးလေးတွေကြလေကျွန်တော်တို့ဒီ spin တွေကပို့ပြီးတော့တက်လာလေးဖြစ်ပါတယ်ပေါ့နော်โอเคဒီမှာသူကကျမတို့ဒီမှာမြင်တဲ့အတိုင်းပဲပေါ့နော်ဒီမှာကျွန်တော် free spin ကျသွားပြီဒီမှာအခုပေါ့နော်ဒီမှာအကုန်လုံး total amount ကကျွန်တော်ဒီမှာဘယ်လောက်ရလဲဆိုတော့သူကကျမတို့ဒီမှာကြည့်ကြည့်လိုက်ပါမယ်4360โอเคအခုလေးတွေပဲကျွန်တော်4000ဖြည့်တယ်ဒီမှာကျွန်တော်4360ရပြီးသွားပြီဖြစ်ပါတယ်ပေါ့နော်ဒီ slot game လေးကအရန်ကိုမိုက်ပါတယ်ပေါ့နော်ဒီကလို့သူကကျမတို့ဒီ game လေးကိုမဆော့ကြည့်သေးဘူးဆိုရင်အခုလေးပဲဒီ game လေးကို account register လုပ်ပြီးတော့ game လေးရ download ဆွဲပြီးတော့ပေါ့နော်အနည်းဆုံးပေါ့နော်သူငယ်ချင်းမဆိုတော့ကျွန်တော်အကြံပေးချင်တာအနည်းဆုံးပေါ့နော်သူငယ်ချင်းမဆိုတော့ amount 9000ထည့်ပြီးတော့ဆော့ကြည့်ပါနော် amount 9000ထည့်ပြီးတော့ဆော့ရင်ပို့ပြီးတော့အဆင်ပြေပါပြီပေါ့နော် okay ဒီ game နဲ့ပတ်သက်တာသူငယ်ချင်းမဆိုတော့မရှင်းသေးဘူးအဆင်မပြေဘူးဆိုရင်ကျွန်တော်ရဲ့ဒီ description အောက်မှာကျွန်တော်ရဲ့ Telegram channel link ရော Telegram group link ရောကျွန်တော်ချပေးထားပါတယ်သူငယ်ချင်းမဆိုတော့ကျွန်တော်နဲ့ dial လာပြီးတော့ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်ပေါ့နော် okay သူငယ်ချင်းမဆိုတော့အားလုံးပဲကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုရင် channel လေးကိုအခုပဲ like and subscribe လုပ်သွားပေးပါနော်ဒီဗီဒီယိုကြိုက်နေတတ်တဲ့ဆိုရင်ဗီဒီယိုလေးကို like လုပ်သွားဖို့မမေ့ပါနဲ့ပေါ့နော်ကျွန်တော်ရဲ့ဒီ technology channel လေးမှာဒီလိုနီးပညာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေသူငယ်ချင်းမဆိုတော့အတွက်အများအားတင်ဆက်ပေးနေပါနော် okay အားလုံးပဲ see